အားလုံးပဲမင်္ဂလာပါနေ့စဉ်ကျမ်းမှာ YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကမ္ဘာပေါ်မှာသေဆုံးမှုအများဆုံးယောဂါကဘာလဲဆိုတာသင်သိပါသလားအဲ့ဒါကတော့နှလုံးယောဂါပဲဖြစ်ပါတယ်ကြောက်စရာအကောင်းဆုံးကတော့အခုခေတ်မှာဒီယောဂါကအသက်ကြီးတဲ့သူတွေမကပဲလူငယ်တွေမှာပါအဖြစ်များနေတဲ့ယောဂါဖြစ်ပါတယ်ဒီယောဂါတွေဖြစ်ရခြင်းဟာကျွန်တော်တို့နေ့စဉ်ပြုလုပ်နေတဲ့လူနေမှုပုံစံနဲ့အလေးအကျင့်စိုးတွေကြောင့်ဓာတ်ရိုက်သက်ဆိုင်နေပါတယ်သင်နှလုံးကိုတဖြည်းဖြည်းတက်နေတဲ့အတန်တိတ်လူသက်သမားတွေကဘာတွေလဲဒီကနေ့ဒီဗီဒီယိုမှာကတော့နှလုံးယောဂါစီကိုဥတည်နေတဲ့နေ့စဉ်အကျဉ်းဆုံး၅မျိုးအကြောင်းကိုလူတိုင်းနားလွယ်အောင်လို့အနည်းချုပ်ရှင်းပြပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့နှလုံးကျန်းမာခြင်းလို့ရှိရင်ဒီအချက်တွေကိုအမြန်ဆုံးပြင်ဆင်ပါနှလုံးကိုထိခိုက်စေတဲ့အလေးအထားတွေလုံးဝမလုပ်မိပါစေနဲ့နံပါတ်1တစ်ချက်ထိုင်လွန်တဲ့အလေးအထားတနေ့ကုန်ထိုင်ပြီးတော့အလုပ်လုပ်တာအားတဲ့အချိန်မှာဆိုပါပေါ်မှာပဲအချိန်ကုန်တာဟာနှလုံးအတွက်အန္တရာယ်အများရှိပါတယ်လေးချိန်ကမလုပ်ခြင်းကသွေးကြောထဲမှာအဆီတွေကိုပိတ်ဆို့စေပြီးတော့နှလုံးရဲ့ကြွက်သားတွေကိုအားနည်းစေပါတယ်နံပါတ်2တစ်ချက်အိပ်ရေးပြတ်ခြင်းသို့မဟုတ်အိပ်စက်မှုမမှန်ခြင်းအိပ်ရေးပြတ်တာကသွေးတိုးခြင်းနဲ့ရောင်ရမ်းမှုကိုဖြစ်စေပါတယ်တနေ့ကို9နာရီကနေပြီးတော့10နာရီအထိနှစ်ချိုက်စွာမအိပ်စက်ရခြင်းကနှလုံးအမောဖောက်ခြင်းဟတ်အတက်ကိုဖြစ်နိုင်ခြင်းကိုမြင့်တက်စေပါတယ်နံပါတ်3အချက်အငံနဲ့အဆီများသောအစားအစာများကိုစားသုံးခြင်းစားအလွန်အကျွံစားသုံးပြီးစားတွေအများကြီးစားခြင်းကသွေးတိုးစေပြီးတော့နှလုံးကိုဝင်ပြီးစေပါတယ်ဒါအပြင်အမြန်စာတွေမှာပါတဲ့ပြေဝစီတွေကသွေးကြောတွေကိုကျဉ်းစေပြီးတော့သွေးစီးဆင်းမှုကိုနှောက်ယှက်ပါတယ်နံပါတ်4အချက်စိတ်ဖိစီးမှုကိုမစီမံနိုင်ခြင်းစိတ်ဖိစီးမှုများတဲ့အခါခန္ဓာကိုယ်ကဟော်မုန်းတွေထွက်လာပါတယ်ဒါကနှလုံးခုန်နှုန်းကိုမြန်စေပြီးတော့သွေးဖိအားကိုတက်စေတဲ့အတွက်ရေရှည်မှာနှလုံးကိုထိခိုက်စေပါတယ်နံပါတ်5တစ်ချက်ဆက်လိပ်တောက်ခြင်းနဲ့တဆင့်ကံဆက်လိပ်ငွေ့ရှုမိခြင်းဆက်လိပ်ကသွေးကြောနံရံတွေကိုပျက်စီးစေပြီးတော့သွေးခဲနိုင်ခြေကိုများစေပါတယ်ကိုယ်တိုင်ကတော့ဆက်လိပ်မတောက်ဘူးဒါပေမဲ့နှလုံးယောဂဖြစ်နေတဲ့ဆိုတဲ့သူတွေလည်းရှိတတ်ပါတယ်ကိုယ်တိုင်ကဆက်လိပ်လုံးဝမတောက်ပြင်မဲ့ဘေးကတောက်တဲ့လူရဲ့တောက်တဲ့အနားကအငွေ့ကိုရှုမိရင်နှလုံးယောဂဖြစ်နိုင်ခြေကို25%ကနေပြီးတော့30%အထိယောဂဖြစ်နိုင်ခြေရှိပါတယ်ဒါကတော့ကျွန်တော်တို့နှလုံးကိုနှလုံးယောဂနဲ့ပတ်သက်ပြီးတော့ရှောင်ကျဉ်ရမယ်အထူးသတိပြုရမယ်အချက်လေးတွေဖြစ်ပါတယ်